အားလုံးပဲမင်္ဂလာပါကျွန်တော်ခုပြောပြပေးသွားခြင်းတဲ့အကြောင်းအရာပေါ့ဒီကျွန်တော်ဒီ TikTok မှာ live မရသေးတဲ့သူတွေအတွက်ပေါ့နော် TikTok မှာ live ဘယ်လိုလွှင့်ရမလဲ live လုပ်နေကျွန်တော်ဒီ game stream တွေကိုကျွန်တော်ဘယ်လို stream ရမလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီ TikTok live ပါပေါ်ကျွန်တော်လုံးကြီးလေးပြောပြပေးခြင်းပါတယ်ပေါ့နော်ကျွန်တော်ကိုယ်တိုင်ကျွန်တော်လက်တွေ့ကျွန်တော်စမ်းသပ်ထားနီလန်လေးပဲဖြစ်ပါတယ်အဲဆိုမိမိတို့အနေနဲ့ကြတော့ကျွန်တော်ဒီဘာလုပ်ရမလဲဆိုတော့ကျွန်တော်ဒီဖုန်းစစ်ကတ်ဒီထုတ်ထားမယ်စစ်ကတ်ထုတ်ထားပြီးကျွန်တော်ဒီဖုန်းနှလုံးရှိရဆိုရင်တလုံးကနေကျွန်တော် hotspot လွှတ်ပေးတာတလုံးကနေပြီးတော့ကျွန်တော်ချိန်မယ်ပေါ့နော်ချိန်ပြီးတော့ကျွန်တော် VPN ချိန်မယ်ချိန်ပြီးအဲ့လိုလေးလှုပ်ဆောင်ရမယ်ပေါ့နော်ကျွန်တော်ဒီ wifi မရှိတဲ့လူကြလည်းဆင်ပြေပါတယ်ဖုန်းနှလုံးရှိရဆိုရင်တလုံးကနေ hotspot လွှတ်မယ်တလုံးကနေကျွန်တော်သုံးမယ်ဆိုလည်းရတယ် wifi ရှိတဲ့လူကြတော့ဒီစစ်ကတ်ပဲထုတ်ထားပြီးကျွန်တော်ဒီ wifi နဲ့ join လုပ်ရပါပေါ့နော်အဲဒီဆိုအဲ့ဒီစစ်ကတ်လေးထုတ်ထားမယ်ပြီးရင် VPN join ရမယ် VPN join တဲ့အခါမှာကျွန်တော်အနေနဲ့ကြတော့ Premier VPN ဆိုတော့ပို့ပြီးအဆင်ပြေရဲ့ Premier VPN မဟုတ်ဘူးကိုက free VPN နေပဲသုံးတာဆိုရင်လည်းဘယ် VPN ပဲသုံးတော့ကျွန်တော်အဆင်ပြေပါတယ် MPCH VPN ဆိုလည်းရတယ်ပေါ့နော်အဲ့ကောင်ဆိုလည်းကျွန်တော်သုံးလို့ရ free VPN နဲ့မပါတယ်ဒါပဲအဲ့ဒီဘယ် VPN ပဲသုံးလို့ရတယ်VPN မှာကြာ region မှာကြာဗာချိန်ပြမလဲဆိုတော့အဲ့နေရာမှာတခု view set မှာကြာကျွန်တော်ဒီ United States United Kingdom ပေါ့နော်အဲ့ဒီနိုင်ငံနဲ့ချိန်မှသားလေးကျွန်တော်တို့ဒီအဲ့ဒီဟို live clock ကပေါ်မှာပေါ့နော်အဲ့ဟာလေးတော့ခု view set ရမယ်ဗျနော်အရင်ဆုံးကျွန်တော်ဘာလုပ်မလဲဆိုတော့ကျွန်တော်အနေနဲ့Play Store ကနေကျွန်တော်ဒီ TikTok software လေးသွားတောင်းမယ်ပေါ့နော်ကျွန်တော်အခုမှန်ပြီပေါ်မြင်နေရတဲ့ software မဟုတ်ဘူးเนาะဒါကရိုးကျွန်တော် software ဖြစ်တယ်အဲကျွန်တော်ဒီ Play Store ကိုကျွန်တော်တို့သွားမယ်ပေါ့နော် Play Store ကိုသွားမယ်သွားပြီးကျွန်တော် Play Store ကိုကျွန်တော်ဒီ APP4 လေးကနေပြီးကျွန်တော် clear auditor လေးလုပ်လိုက်မယ် clear auditor လေးလုပ်မယ်ဆိုပြီးတော့ okay clear auditor လေးလုပ်ပြီးရဆိုတော့ကျွန်တော်ဒီ VPN ချိန်မယ်ပေါ့နော်ဒါကတော့ကျွန်တော် VPN ကဒီမှာချိန်ပြီးသားဖြစ်တယ်ဘာနဲ့ချိန်တာဆိုကျွန်တော် United States United Kingdom ဒါဆိုလည်းရတယ်ပေါ့နော်ဒါကျွန်တော်ကျန် VPN နဲ့ကျွန်တော်သုံးပြထားတာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဒီ Play Store ရဲ့ဝင်လိုက်မယ်မိတ်ဆွေအနေနဲ့ကျွန်တော်ကြတော့ဒါနမူနာပဲလုပ်ပြရဖြစ်တဲ့အတွက်ကကြတော့ကျွန်တော်အနေနဲ့ဖုန်းတစ်လုံးနဲ့ရပဲကျွန်တော်ဒီလုပ်ပြပေးရဖြစ်တယ်ပေါ့နော်စိတ်ကလည်းကျွန်တော်ထုတ်မထားဘူးမိတ်ဆွေလို့အနေနဲ့လုံးနီးကိုကျွန်တော်လုပ်တဲ့အောင်ပဲပြောပြပေးရပဲဖြစ်တယ်ပေါ့နော်โอเคအဲ့ဒီမှာဆိုကျွန်တော် Play Store မှာကျွန်တော်ရိုက်ရှာလိုက်မယ် TNT TOK TikTok ဆိုပြီးရိုက်ရှာလိုက်ပဲပေါ့နော် No Play Store မှာ TikTok ဆိုပြီးရိုက်ရှာမယ် TNT TOK TikTok ဆိုရိုက်ရှာလိုက်ပေါ့နော်โอเคအဲ့ဒီမှာဆိုရင်ကျွန်တော်ဒီပုံမှန်ကကြတော့ကျွန်တော်ဒီပုံမှန် Play Store မှာကျွန်တော်တို့သွားပြီးတော့ down မယ် TikTok လို့ရိုက်ရှာမယ်ဆိုရင်ကျွန်တော် TikTok ဆိုတဲ့စလုံးလေးပဲပေါ်တယ်ပေါ့နော်နောက်ကဗီဒီယိုshort and live ဆိုတဲ့ဟာလေး